ချိန်နဲ့လွတ်လာတဲ့အိုးသေးလေးဟာ CEO ကိုထိတော့မဲ့ဆဲမှာပဲအလုတ်လာလျှောက်တဲ့မိန်းကလေးတယောက်က CEO စီချက်ချင်းပြေးသွားပြီးသူမရဲ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးလိုက်ပါတယ်။အိုးကသူမကိုထိမှန်သွားပြီး CEO အပေါ်တက်တက်ကြီးလဲကျသွားတာကြောင့်စိတ်လှုပ်ရှားစရာကောင်းပြီးအရန်နီးကက်တဲ့ထိတွေ့မှုဖြစ်သွားခဲ့ရပါတယ်။မိန်းကလေးကတော့အရန်လန့်ပြီးရှက်ကိုရှက်ကန်းဖြစ်သွားခဲ့ပါတယ်။ CEO ရဲ့လက်ထောက်ကသူမကိုဒေါသတကြီးနဲ့အော်ငေါက်ပါတော့တယ်။မင်းယူနေတဲ့မိန်းမငါတို့အုပ်ကထိခေါက်ကသစိမ်းတွေနဲ့ထိမိရင်ပြင်းထန်တဲ့တမတက်မှုဖြစ်တတ်တာမသိဘူးလားတကူလုံးအင်းပြင်းတွေထွက်ပြီးပြင်းပြင်းထန်ထန်ချောင်းဆိုးတတ်တယ်တဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ CEO ဟာထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိသွားပါတယ်သူဘာတမတက်မှုမှမခံစားရတာကြောင့်စိတ်ထဲမှာတော်တော်လေးတုန်လှုပ်သွားခဲ့ပါတယ်သူဇဝေဇဝါဖြစ်နေတော့မှပဲသူ့ကိုလက်ထက်ချင်နေတဲ့ရှာရှည်ဆက်ဆက်မိန်းမတစ်ယောက်ကဖားဖို့အတွက်ရှေ့ကိုပြေးထွက်လာပါတယ်ဒါပေမဲ့အဲ့ဒီမိန်းမသူ့ကိုထိလိုက်တာနဲ့တပြိုင်နက် CEOဟာပြင်းပြင်းထန်ထန်ချောင်းတွေဆိုးပြီးတကူလုံးအင်းပြင်းတွေထွက်လာပါတော့တယ်အဲ့ဒီမိန်းမလည်းလက်ဖြတ်သွားခဲ့ရပါတယ် CEO ဟာအလုတ်လာလျှောက်တဲ့မိန်းကလေးစီကိုအကြည့်ကိုဖြည်းဖြည်းချင်းလွှဲလိုက်ပြီးသူ့နှလုံးခုန်တန်တွေမြန်လာခဲ့ပါတယ်သူမထီလုံးကကြတော့သူဘာလို့ဘာမှမဖြစ်ရတာလဲသူ့ရဲ့စိတ်ထဲမှာငယ်ဘဝကအတိတ်ဟောင်းတစ်ခုပေါ်လာခဲ့ပါတယ်သူဟာသစိမ်းတွေရဲ့ထိတွေ့မှုကိုတတ်မတည့်တဲ့သူပါသူအရန်ငယ်ငယ်တုန်းကပြန်ပေးဆွဲခံခဲ့ရမှုပါတယ်ထွက်ပြေးလွတ်မြောက်လာပြီးနောက်အာရင်ကုန်ခံပြီးငတ်မွနေတဲ့သူ့ကိုတောင်ပေါ်ရွာကမိန်းကလေးငယ်လေးတယောက်ကကဲတင်ခဲ့ပါတယ်သူဟာဘာမှမစားနိုင်ပဲအဲ့ဒီမိန်းကလေးချက်ကျွေးတဲ့အစားအစာကလွဲလို့ကျန်တာအလုံးကိုညှင်းပယ်ခဲ့ပါတယ်ထူးဆန်းတာကအဲ့ဒီကောင်လေးဟာနေမကောင်းဖြစ်တာမျိုးအော်အန်တာမျိုးမရှိခဲ့ပါဘူးသူမရဲ့ပြုစုဆောင်ရှောက်မှုအောက်မှာသူဖြည်းဖြည်းချင်းပြန်ကောင်းလာခဲ့ပါတယ်သူ့အသက်ကိုကဲတင်ပေးခဲ့တဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ကောင်လေးဟာသူ့မိသားစုရဲ့ကြောက်စင်းဆွဲတီးကိုပေးခဲ့ပြီးကြီးလာရင်လက်ထပ်ပါမယ်လို့ကတိပေးခဲ့ပါတယ်စိတ်မကောင်းစရာကတော့အဲ့ဒီပျော်ရွှင်မှုဟာကြကြမခံခဲ့ပါဘူးမကြခင်မှာပဲသူ့မိဘတွေကသူ့ကိုလာရှာတွေ့ပြီးရွာကနေခေါ်သွားခဲ့ကြပါတယ်မိန်းကလေးဟင်းတီးဟင်းရွက်သွားကူပြီးပြန်လာတဲ့အချိန်မှာတော့မောင်းထွက်သွားတဲ့ကားတစ်စီးကိုပဲမြင်လိုက်ရပြီးအားကိုးရမယ်စွာနဲ့ငိုကြွေးကြံရစ်ခဲ့ပါတယ်နှစ်တွေကုန်လွန်သွားပြီးသူတို့တွေအဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပါတယ်နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့အဲ့ဒီမိန်းကလေးဟာနာမည်ကြီးစပုံမှုကြီးတယောက်ရဲ့အတော်ဆုံးတစ်ပြည့်ဖြစ်လာခဲ့ပါတယ်တနေ့မှာတော့အဲ့ဒီစပုံမှုကြီးရဲ့တငယ်ချင်းဟောင်းကမြို့ထဲမှာစပုံမှုတယောက်အရေးပေါ်လိုအပ်နေတာကြောင့်ကူညီပေးဖို့အဲ့ဒီမိန်းကလေးကိုလွှတ်လိုက်ပါတယ်သူမကလည်းငယ်တငယ်ချင်းကောင်လေးကိုပြန်တွေ့နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ဝမ်းသာအားရသဘောတူခဲ့ပါတယ်တစ်ဖက်မှာလည်းအဲ့ဒီကောင်လေးဟာအစားအသောက်လုပ်ငန်းနယ်ပယ်မှာဩဇာကြီးတဲ့ခေါင်းဆောင်တယောက်ဖြစ်ကြီးပြင်းလာခဲ့ပြီးမိသားစုရဲ့စားတောက်ကုန်လုပ်ငန်းကိုစီမံခန့်ခွဲဖို့နိုင်ငံတွင်းကိုပြန်ရောက်လာခဲ့ပါတယ် CEO ဟာအဲ့ဒီမိန်းကလေးကိုဒီနှစ်တွေတခြားလုံးလိုက်ရှာနေခဲ့တာဖြစ်ပေမဲ့သူ့အဖိုးကိုယ်တိုင်ကအဲ့ဒီမိန်းကလေးကိုသူ့ကုမ္ပဏီမှာအလုပ်လုပ်ဖို့ဖိတ်ခေါ်ထားမှမသိခဲ့ပါဘူးမြို့ကိုတစ်ခါမှမရောက်ဘူးတဲ့မိန်းကလေးဟာအခက်အခဲများစွာကြော်ဖြတ်ပြီးနောက်ဆုံးမှာတော့ကုမ္ပဏီကိုရှာတွေ့သွားခဲ့ပါတယ်သူမအထဲကိုဝင်လိုက်တာနဲ့တပြိုင်နက်ပြန်လာမဲ့ CEO ကိုကြိုဆိုဖို့အတွက်စပုံမှုတွေတန်းစီပြီးရက်နေတာကိုမြင်လိုက်ရပါတယ်သူမကသဘောရိုးနဲ့ပဲသူမကိုကြိုဆိုနေကြတာလို့ထင်ပြီးအားလုံးကိုရင်ရင်ကြေးကြေးနှုတ်ဆက်လိုက်ပါတယ်မနာလိုတက်တဲ့မိန်းမတစ်ယောက်ကသူမရဲ့ရိုးရှင်းတဲ့အဝတ်စားတွေကိုမြင်ပြီးတူတောင်းစားလို့ထင်သွားခဲ့ပါတယ်သူမကလုံခြုံရေးတွေကိုချက်ချင်းပဲအပြင်ကိုမောင်းထုတ်ခိုင်းပါတော့တယ်လုံခြုံရေးတွေကသူမစီပြေးဝင်လာပေမဲ့တောင်ပေါ်မှာကြီးပြင်းလာတဲ့မိန်းကလေးအတွက်တော့သူတို့ကိုအလွယ်တကူပဲတိုးလန့်ဖြိုးလဲပစ်လိုက်နိုင်ပါတယ်ဒေါသလဲထွက်အရှက်လဲရသွားတဲ့အဲ့ဒီမနာလိုတဲ့မိန်းမဟာပန်းအိုးကိုကောက်ကင်ပြီးမိန်းကလေးစီလှမ်းပေါက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ CEO ဝင်လာခဲ့တာဖြစ်ပြီးဒါဟာဆဆချင်းအခန်းကစုံစမ်းမှုဖြစ်လာခဲ့ရတာပါမိန်းကလေးကသူ့ရဲ့တမတက်မှုအတွက်ကိုယ်တိုင်လုပ်ထားတဲ့ဆေးလုံးတွေကိုပေးပြီးအမြင့်ပြတ်တက်တာချင်းရင်3ရက်တိတိတောက်ဖို့ပြောခဲ့ပါတယ် CEO ကသူ့လက်ထောက်ကိုသူမကိုကောင်းကောင်းမွန်မွန်အင်တာဗျူးဖို့အမိန့်ပေးခဲ့ပါတယ်မိန်းကလေးကလည်းစားတောက်ဆိုင်တိုးတက်အောင်ကူညီပေးမယ်လို့ယုံကြည်ချက်အပြည့်နဲ့ကတိပေးခဲ့ပါတယ်မကြခင်မှာပဲနာမည်ကြီးအစားတောက်ကျွမ်းကျင်သူတယောက်ဟာစားတောက်ဆိုင်ကိုစစ်ဆေးဖို့ရောက်လာခဲ့ပါတယ်သူမကဆိုင်ရဲ့နာမည်ကြီးဟင်းလျာတွေကိုညီးစမ်းကြည့်တဲ့အခါမှာတော့ဆက်ဆုပ်ရွှေရှာစွာနဲ့ပြန်ထွေးထုတ်ပစ်ခဲ့ပါတယ် CEO ကပိုကောင်းတာတစ်ခုခုပြင်ဆင်ပေးဖို့မိဖို့ချောင်းကိုအမိန့်ပေးလိုက်ပါတယ်အဓိကစပုံမူကပြက်ကွယ်လူနီးပါးဖြစ်နေတဲ့ဒဏ္ဍာရီလာဟင်းလျာတစ်ခုဖြစ်တဲ့ရေစမ်းချက်ဥကျော်ကိုဂုံယူစွာနဲ့လုပ်ပြခဲ့ပါတယ်အားလုံးကအံ့ဩသွားပြီးသူမရဲ့လက်ရာကိုချီးကျူးခဲ့ကြပေမဲ့မိန်းကလေးကတော့ဒါဟာအခြေခံကွက်စမ်းတွေပြနေတာပဲလို့သိနေခဲ့ပါတယ်သူမကဒါကိုတိုးတိုးလေးဝေဖန်လိုက်တဲ့အခါမှာတော့မနာလိုတဲ့မိန်းမကသူမကိုအဲ့ဒီဟင်းလျာအတိုင်းချက်ပြဖို့စင်ခေါ်ပြီးရှုံးရင်ထွက်သွားဖို့ပြောပါတယ်တည်ငြိမ်ပြီးယုံကြည်ချက်ရှိတဲ့မိန်းကလေးဟာအဲ့ဒီဟင်းလျာကိုအပြစ်ပြောစရာမရှိအောင်ချက်ပြလိုက်ပါတယ်စပွဲထိုးကမှားပြီးသူမရဲ့ဟင်းလျာကိုကျွမ်းကျင်သူစီတွားချမိပါတယ်အားလုံးကသူတို့ရဲ့မိချီလင်း3ပွင့်အဆင့်တက်မှတ်ချက်ဆုံးရှုံးရတော့မယ်ဆိုပြီးထိတ်လန့်ကုန်ကြပါတယ်ဒါပေမဲ့ကျွမ်းကျင်သူကတလုံးစားကြည့်လိုက်တာနဲ့ချက်ချင်းပဲစိတ်လှုပ်ရှားသွားခဲ့ပါတယ်သူမကစိတ်လှုပ်ရှားစွာနဲ့ CEO ရဲ့လက်ကိုဆွဲပြီးစပုံမှုနဲ့တွေ့ကျင်တယ်လို့တောင်းဆိုပါတော့တယ် CEO လည်းအဲ့ဒီဟင်းကိုညီးစမ်းကြည့်လိုက်တဲ့အခါမှာတော့ရုတ်တရက်ငယ်ဘဝအမတ်တရားတွေအားလုံးပြန်ပေါ်လာခဲ့ပါတယ်ဒီရတာဒါသူမပဲရုပ်ရှင်ရီကက်တွေအတွက်ဖော်လို့လုပ်ထားပါ